တ်ပြမှာဖြစ်ပါတယ်ဘာသာကိုဖတ်ပြမှာလဲဆိုတော့မိမိကိုယ်ကိုချစ်ပါဆိုတဲ့စာအုပ်ဖြစ်ပါတယ်စာရေးဆရာမကတော့ခန်းဆိုတော့ဒီခါမှာကလူရပျော်ရွှင်ဖို့နေလာတယ်ပေါ့နော်ပြီးတော့ရှင်ကိုချစ်တတ်ဖို့မိလာတဲ့ဒီခါမှာဒီစာအုပ်လေးကကိုပြန်ချစ်တတ်ဖို့အတွက်တတိတရားဖြစ်စေမယ်ဆိုတော့ရည်ချက်လေးနဲ့ဖတ်ပြမှာဖြစ်ပါတယ်ဆိုတော့အဲ့နောက်ခါကြည့်ကြရအောင်အရေးကိုလိုချင်အပူတန်ကိုခံနိုင်ရပါမယ်အောင်မြင်မှုကိုလိုချင်အရှုံးတက်ကိုခံနိုင်ရပါမယ်ပန်းပန်ချင်ပြီးပန်းမပြိုးချင်လို့မရပါဘူးကိုရိုင်းပြိုးမှပန်းတပွင့်ချင်စီရဲ့တန်ဖိုးကိုနားလေတာပါအမျက်လိုချင်အရင်ရင်ရပါလိမ့်မယ်မရင်မဲမျက်တက်စီတဲ့ကိုတွေ့ဖူးပါတလားပန်းနိုင်ကြရောက်ရှင်ပြီးလမ်းလျှောက်ချင်လို့မရပါဘူးကိုဖောက်တက်လမ်းကိုမမလျှောက်ရင်ပန်းနိုင်ရဖို့မျှော်လင့်ပါနဲ့ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါစိတ်တမကြပါနဲ့ကျမတို့မှာစူးစမ်းခွင့်ရှိပါသေးတယ်တစ်ဖက်လူကခွင့်လို့တည်ဖြစ်စေခွင့်မလို့တည်ဖြစ်စေကိုယ့်ဘက်ကအမှားရှိရင်တောင်းပန်လိုက်ခြင်းကအနည်းဆုံးတော့ကိုယ်လေးပြလုံပါလိမ့်မယ်သူတစ်ပါးကိုချစ်ဖို့ထက်ကိုပိုချစ်တတ်အောင်စူးစမ်းပါကိုချစ်တတ်ခြင်းကသူတစ်ပါးပေးတဲ့နာကျင်မှုကိုအလွယ်တကူယူတက်လိမ့်မရှိပါဘူးရည်ချင်းတူနေပေမဲ့တော့ယူဦးထဲကရေဆိုရင်ဘယ်သူမှချေမစေးရပါဘူးလူရည်လို့ဖြစ်လာရဲ့ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းဆင်းရဲခြင်းချမ်းသာခြင်းဒုက္ခအဆိုးအကောင်းတွေနဲ့တွဲမွေးဖွားလာတာပါကိုတယောက်တည်းဒုက္ခရောက်နေတာမဟုတ်အစင်မပြေနေတာမဟုတ်လူတိုင်းမှာသူ့အခက်ခဲနဲ့တူရှိပါတယ်ငါဘွားကဆိုးလိုက်တာဆိုပြီးစိတ်တမကြပါနဲ့ကိုတက်ပိုဆိုးတဲ့ဘွားတွေအများကြီးရှိပါတယ်ကိုတယောက်တည်းအစင်မပြေတာကြီးကိုပဲချပြနေလို့မရပါဘူးကိုတက်အစင်မပြေတူတွဲရင်တွဲစကားကိုလည်းခံစားတတ်ဖို့လိုပါတယ်လဲကြရင်ပြတ်ထားရမှာကကိုရီးယားတာဝန်မှာလောကရန်ဆိုတာအရှုံးပေးဖို့မှမဟုတ်တာကိုဂယုမဆိုင်တူတရားရဲ့ရွှေမှာဘာအကြောင်းဖြစ်ဘလို့ကောင်းစင်မျိုးတက်ပြီးတွားမပြောပြမိစေနဲ့သူကကိုဥပစ်ခါပြုတ်ရံကလွယ်မင်းပဲနှကျင်ခံစားရလိမ့်မယ်တိတ်ဆိတ်ချင်းတွေကိုတော့ချတဲ့တယောက်ထဲနေရတာကိုနှစ်တက်တဲ့ခီးသွားမယ်ဆိုရင်တော့ကိုနဲ့စိတ်တူကိုတူပေါင်းလို့ရမယ်တငယ်ချင်းတယောက်ရှိအောင်လေကိုအတွက်လုံလောက်တဲ့ရှစ်တမျိုး၊ကွဲရတမျိုးနောက်ကျော်နဲ့ထိုးမဲ့တငယ်ချင်းနောက်ကျော်ဓာတ်နဲ့ထိုးမဲ့တငယ်ချင်းအယောက်100ထက်ပွင့်လေးနဲ့တက်ပြီးစိတ်တူကိုတူပေါင်းတင်လို့ရတဲ့တငယ်ချင်းကတယောက်နဲ့ဘလို့မှမလဲနိုင်ပါကျမကစကားပြောရင်ပွင့်လင်းနဲ့တစ်ဖက်လူပြောတာကိုလည်းသေချာနားထောင်ပေးတယ်ပြီးမှဖြစ်ထိုက်တာကိုချပြတယ်ကိုပြောတာမှအမဲကိုလုပ်တာမှအကောင်ကိုပြောချင်ရစွပြောပြီးတစ်ဖက်သားအပေါ်အလင်းအနက်မထားတည်မိတ်ဆွေစစ်မိတ်ဆွေမဲ့မိတ်ဆွေကောင်းတွေနဲ့ဝေးတက်ဝေးနေအောင်ပါပဲကောင်းတာပြောလဲဒီ%မကောင်းတာပြောလဲဒီ%မို့နှုတ်စီဆောင်ဖို့လိုပါတယ်ကိုကဘာရဲ့မဟုတ်ပြောလိုက်ပေမဲ့တစ်ဖက်လူမှခံရခက်ပါတယ်ကိုရဲ့စကားတခွန်းကြောင့်လူတစ်ဖက်သားနစ်နာတော့တာမျိုးတိတ်ခါကြမဲ့အဖြစ်မျိုးဘယ်တော့မှမလုံးမိမပြောမိပါစေနဲ့အကောင်းမြင်စိတ်နဲ့မချိနိုင်ရင်တော့ကိုကြောင့်တစ်ဖက်လူဒုက္ခရောက်မဲ့အဖြစ်မျိုးနဲ့ကြောက်တဲ့တိုးမချမိပါစေနဲ့အကောင်းစား brand တွေကိုမကန်ရမဝေးရရင်နေပါသူများစီကပတ်စံချေးပြီးဘယ်တော့မှမဝယ်ပါငွေဆိုတာလိုအပ်တဲ့နေရာမှာတုံးဖို့အတွက်ဖြစ်ပြီးမလိုအပ်တဲ့နေရာမှာဆိုရင်တော့ဖြုံးတီးတာပါပဲငွေကိုတုံးဖြုံးရတာလွယ်တလောက်ငွေရှားတာတိတ်ခက်ပါတယ်ငွေကိုကခင်တွယ်မှကိုစီမှာငွေကမြဲတာပါငွေကိုတဘိုးမထားတရွေ့ငွေကလည်းတင့်ကိုတဘိုးထားမှာမဟုတ်သုံးမဖြုံးပါနဲ့လောကမှာလူနှမျိုးရှိပါတယ်လူတစ်မျိုးမလူတစ်မျိုးကားရင်တစ်မျိုးမကားရင်တစ်မျိုးတော်ကြတစ်မျိုးအခုတစ်မျိုးချစ်ရင်တစ်မျိုးမောရင်တစ်မျိုးလူအမျိုးမျိုးစိတ်အဖုံမှုမိသားမယ်ဆိုတာအခုခေတ်မှာမရှိသလောက်ရှားလာတယ်မဟုတ်တာလုံးမလူမုန်းတာမဟုတ်ပါဘူးမှန်တာပြောရင်လည်းလူမုန်းများပါတယ်ကိုကတန်မိုးထားလုံးမကို့ပေါ်တန်မိုးမထားရင်ဘလောက်ပဲချစ်နေပါစေအဲ့ဒီလူကိုဆွလို့ရရပါတယ်ကိုကအလေးနဲ့ထားလို့မှကို့ပေါ်အလေးအနက်မထားရင်လည်းကိုကရောဘာကြောင့်တွတ်နဲ့ကိုယ့်ရဲ့အချိန်တွေကိုဖြုံးတီးနေရမှာလဲကိုချစ်ချင်ကဘယ်သူမှတင့်နှလုံးသားကိုနှကျင်မှုမပေးနိုင်ပါဘူးလူတယောက်ဟာသူ့မှာပြောစရာစကားတွေများနေရင်တိတ်ဆိတ်သွားတတ်တယ်လို့လူတယောက်ကိုစိတ်ကုန်သွားရင်လည်းတိတ်ဆိတ်နေတတ်ပါတယ်အတိတ်တွေကိုပြန်ကြည့်ပြီးပြောစရာမရှိခဲ့ဘူးလို့တစ်ထစ်ချမပြောပါနဲ့
သစ္စိတ်ကဖြစ်တည်နေတဲ့အတွေးမှုပျော်ရွှင်ခဲ့တာတွေကိုမေ့ပြီးဝမ်းနည်းစရာတွေကိုပဲတွေးနေမယ်ဆိုတင်ဟာတစ္ဆုတ်ပံမှာရောအနာဂတ်မှာပါပျော်စရာတွေနဲ့ဝေးနေအောင်ပါပဲအခုတလော online ပေါ်မှာကျမတွေ့မြင်နေရတာကတော့ကောင်မလေးအများစုရဲ့ရင်ဖွင့်စာတွေပဲဖြစ်ပါတယ်။သူတို့ရဲ့ချစ်သူကောင်လေးကတခြားကောင်မလေးနဲ့ဖောက်ပြန်နေတာတွေလက်ထပ်မဲ့ပြောပြီးအကောက်ကို block ဖုန်းနံပါတ်တွေကို block တာတွေရေးတင်ထားကောင်တွေ့မိလို့ဖြစ်တယ်ပေါ့။ကျမပြောချင်တာကကိုချစ်သူကောင်လေးကတခြားမိန်းလေးနဲ့ဖောက်ပြန်နေတာကိုသိပြီဆိုကြတဲ့က accept ဖြစ်လိုက်တဲ့မှာရယ်ပထမတစ်ချိန်ဖောက်ပြန်နေအဲ့တော့အတရားနဲ့တက်ပြီးတော့ကိုစီပြန်လာတယ်အဲ့ဒါကိုကပြန်လက်ခံနေဆိုရင်ဒုတိယချိန်ဖောက်ပြန်ဖို့တွတ်အခွင့်အရေးပေးလိုက်တယ်လို့ပါပဲပြစ်သွားခြင်းတိုင်းပြစ်သွားပြန်လာခြင်းတိုင်းပြန်လာတာကိုလက်ခံနေရအောင်ကျမတို့မိမသားရဲ့ရင်ခွင်လမ်းပေးစေရမဟုတ်ပါဘူးအဲ့ဒီတော့ပြပြတသားနဲ့ညင်ရပါလိမ့်မယ်ဒုတိယအချိန်ဖောက်ပြန်နေတာတော့ညင်နေတယ်ဆိုရင်တော့ကိုထိုင်းနဲ့ကိုကံပါပဲချစ်သူရစားဘွားမှာကတည်းကဖောက်ပြန်နေကိုနဲ့ဘွားကိုလက်တွဲတဲ့အခါကိုနောက်ွယ်မှာဘလို့မှယုံကြည်စိတ်ချလို့မရတဲ့ယောက်ျားပဲဖြစ်ပါတယ်အဲ့ဒီလိုအချိုးမပြေတဲ့ယောက်ျားကိုအကျော်တင်းနဲ့လာလန့်ခွဲလိုက်ပါခက်ရှင်းရှင်းပဲကောင်းပါတယ်ဘသူမှမမုန်းပါဘူးဒါပေမဲ့စိတ်ကုံသွားပြီဆိုရင်တော့လက်မကြည့်တတ်တာကျမရဲ့ပင်ကိုစရိုက်ပါဘဝရဲ့အခက်ခဲဆုံးအချိန်မှာတော့နှစ်သိပ်ပေမဲ့လက်တစုံတော့မရှိပဲတယောက်တည်းဖြစ်ကျော်လာခဲ့သေးတာပဲဘာကိုတွေးပြီးအားငယ်နေရမှာလဲလိုအပ်တဲ့အချိန်မှာကုညီပေးတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်တယ်လို့လွတ်ချခဲ့တဲ့တယောက်စီတိုင်းကိုလည်းမမေ့ပါဘူးကိုကောင်းမှကိုပေါ်ကောင်းမဲ့လောကကြီးထဲမှာမရနိုင်တဲ့မေတ္တာကိုတောင်းတမနေပဲပျော်နေကြည့်ပါနှိတ်တခါမြစ်တလက်ကံကြမ္မာမို့လောကရန်ဆိုတာတွေးကြောင်းနေဖို့မဟုတ်ပါဘူးကိုအားကိုပါကိုရာလည်းအဓိကမို့အမောင်ဘက်ခြံထဲမှာအမြဲမနေပါနဲ့အလင်းတကားလေးဖွင့်ကြည့်ပါလောကကြီးမှာနေတဲ့ရင်ရှင်းနေစရာရှိပါပဲအကိုချစ်တဲ့ဒါပေမဲ့မပိုင်ဆိုင်ချင်တော့ဘူးအပိုင်ရလို့စိတ်နဲ့အတမဆန်ခဲ့တဲ့ကြောင့်ဘေးရင်ခွေရပြောပါစေအကိုစီမှာနေဖို့အတွက်ဘဒုလက်ကိုမှဖတ်တယ်မထားတတ်ဘူးမမြဲချင်းနေရာမတွေကြားမှာအပြောင်းလဲမြင်လာလူစိတ်တဘာဝမှုအသက်နိုင်ဆုံးဖြစ်စင်ခဲ့ပါတယ်လိုအပ်မှမဆွဲမဲ့လက်တွေနဲ့တော့ဝေးပြစေဆိုတော့ဒီနေ့ဖတ်ပြသွားတာပေါ့စာမျက်နှာ10မျက်နှာပြည့်သွားပြီပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဖက်ပြသွားတဲ့အကြောင်းအရာတွေကတော့သူ့ဟာနဲ့သူစာပိုက်လေးနဲ့တူတော့အထိပ္ပယ်ပြည့်စုံနေပေါ့နော်ဆိုတော့အခုနားဆင်နေတဲ့သူအနေနဲ့ရောဘယ်လိုလဲအဆင်ပြေရလားဒါမှမဟုတ်တခုခုများလိုအပ်နေလားဆိုတော့ဝေဖန်ပေးပါဦးလို့ဒါဆိုရင်နောက်ထပ်10ကြောင်းကိုထပ်ဖက်ပြမှာဖြစ်ပါတယ်ဘိုင်ဘိုင်